လူချင်းများအကဲဖြတ်အမှတ်ပေးတိုင်းလူချင်းများနဲ့သူခွဲလာအပိတများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့ကျမတို့ကျမ်းမာရေးဦးစီးဌာနမိသားစုကနှုတ်ခွန်းဆက်တာကာရဝပြုအပ်ပါတယ်ရှင်ယခုရှင်ပြိုင်ပြောပြမယ့်တခြင်းလေးရဲ့အမည်ကတော့နှုတ်ဦးစုမွန်လို့အမည်ရပါတယ်ရှင်ဒီတခြင်းကိုရေးဆက်တီကုံပေးထားတာတော့ဂီတမူဦးနေနေအောင်ကရေးဆက်တီကုံပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီဆိုပေးမယ့်သူကတော့ကျမကြီးဦးစီးဌာနမှာဦးနေလင်းမှာဒီဆိုပြောပြပေးမှာဖြစ်ပါတယ်အကအလားကိုစိတ်ကူးပုံပေါ်ပေးတာကတော့ကိုနိုင်ပန်လို့ရမှာစိတ်ကူးပုံပေါ်ပေးထားတာပဲဖြစ်ပါတယ်ကျမကြီးမိသားစုဒီအဖွဲ့များကိုအကဲဖြတ်အမှတ်ပေးကြပါသလားရှင်တို့မြမရင်ကြည့်မှုအမွေအစင်ရှိရှုလို့ကမသွေပညာအတာသပင်ဝဲကိုနှွဲပြောဝဲတော်တွေဟာတော်မြတ်မြတ်ပြီးပြုံးရွှင်နေပညာပြူနှမရင်စားစားပြီးပညာအခါတီတွေဆိုတီကလုံးနေရင်းနှီးချစ်ကြည်ညီကိုမောင်ရင်နှမလုံးချိုးပြုံးမျက်နှာပြီးတီဝေးပြီးပရာဝေးစီဒီပနာရေးချွေတကူတာရေးအင်းဟာရွှင်လန်းထောင်နေဉာဏ်စီ
ပါကြပါစေတကြံအတာရေးတပင်ပွဲဆင်နွှဲပါစို့လေမြေလက်ညာမြေတို့မခွေးထာနေမြမပြည်အလဲပိုင်းရှူတိုင်းပါတဲ့မြေသာသနာရောင်ဝါထုံးနဲ့ကျွတ်တောင်လက်ရအောင်ချာမြေဆိုင်ရည်သဘာရေနံတဘာဝတယံဇာတပေါ်တဲ့မြေအာရောကျံပရမန်လာပန်လူတိုင်းပြည့်စုံပါစေမကွေးတိုင်းကျမ်းမာရေးဦးစီးဌာနသမီးယူတွေဒါရီသပင်ပွဲတော်ဆင်နွှဲမျိုးတို့တောင်းစုပလာချီညာကာကျုကဟန်ခြေကစီဝါကြနာပြီခြေလက်ကောင်းခါမျက်နှာထားလေးပြုံးလို့ချုံနေညီညာကာကျုကဟန်ခြေကစီဝါကြနာပြီခြေလက်ကောင်းခါမျက်နှာထားလေးပြုံးလို့ချုံနေရင်ကြီးသိမ့်ဝေးကပဲအဖို့နဲ့ကယူရသည်မွေကဘာတူသည်မြေအောင်ပေါက်တဲ့လက်တွေထိန်လေကျမ်းမာစီချမ်းသာစီလမ်းဖြာဝေးတမ်းမမသွေးငါပါရှိတော့တဲ့ရက်မြတ်တွေဥဆုံးခါချွေပါကြပါစေတကြံအတာရေးသပင်ပွဲဆင်နွှဲပါစို့လေမြေလက်ညာမြေတို့မကွေးထာနေမြမပြည်အလဲပိုင်းရှူတိုင်းပါတဲ့မြေသာသနာရောင်ဝါထုံးနဲ့ကျွန်းတောင်လက်ရအောင်ချာမြေဆိုင်ရည်စပါးရှင်နံတဘာဝတယံဇာတပေါ်တဲ့မြေအာရောကျံပရမန်လာပန်လူတိုင်းပြည့်စုံပါစေဝိတိုင်းချမ်းမာရေးဦးစီးဌာနသမီးပြူတွေအတားရည်သပင်ပွဲတော်ဆင်နွှဲပျော်တို့တောင်းစု